အမေနဲ့တငယ်ချင်းတွေမင်္ဂလာပါဗျာဟုတ်အရန်လိုင်းလေးတွေကြိုက်တဲ့တငယ်ချင်းများရှိခဲ့ရင်ဒါထိုးအောင်လို့ပေါ့နော်ကျွန်တော်ဒီ public နဲ့ free line လေးတစ်လိုင်းတင်ပြပေးလိုက်ပါတယ်ပရိတ်6နဲ့ပရိတ်3ညဒီ6နှစ်နှစ်ချားစီပေါ့နော်ပရိတ်3ညနဲ့ပရိတ်6ဒီ6ပရိတ်1နဲ့ပရိတ်5ဒီ6ပရိတ်4နဲ့ပရိတ်2ဒီ6လို့ပရိတ်နှစ်ခုပေါင်း6နှစ်နှစ်ချားစီပြေးခဲ့တဲ့ line ရှိပါတယ်နော်ဒါအတူချုပ်ပြီးပြတာပေါ့သူရဲ့အောက်မှာရှေ့ပေါင်းခွန်ရှေ့ပေါင်း8ရှေ့ပေါင်း9ရှေ့ပေါင်း10လာတဲ့ line ပေါ့နော်ဒီ6ခုနှစ်ဒီ9 6နှစ်ဒီ6 5 6နှစ်လေးတစ်ဒီခွန်5 6ခွန်9 3 6ဒီ8ဒါ5 6ခွန်8နဲ့သုံးနေအောင်ပြေးခဲ့တဲ့ line ပေါ့နော်အဓိကကတော့ဒီပရိတ်နှစ်ခု6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 ကဒီနှစ်နှစ်ချားဇောင်းတဲ့စီမှာလည်းပဲနော်ပရိတ်9နဲ့ပရိတ်ခွန်ဒီ6ပရိတ်6နဲ့ပရိတ်3ညဒီ6ပရိတ်4နဲ့ပရိတ်2ဒီ6ပရိတ်ခွန်နဲ့ပရိတ်9ဒီ6လို့ဒါပြေးခဲ့တယ်ပေါ့နော်ကျွန်တော်အနေနဲ့မကြိုက်လို့ပရိတ်9ကိုမယူတော့ပါဘူးနော်မယူတော့ပါဘူးဘာလို့ဆိုတော့သူကမကြိုက်လို့ပေါ့နော်မကြိုက်လို့ပါတဲ့ဒီမှာနော်တင်နောက်ပိတ်ပရိတ်8ပရိတ်ခွန်တင်နောက်ပိတ်ပရိတ်8ပရိတ်ခွန်ဒီ6ငါးနောက်ပိတ်ပရိတ်1ပရိတ်3ညနော်9 1 3ညဒီ6 3နောက်ပိတ်ပရိတ်1ပရိတ်2 3 1 2ဒီ6ဒီမှာပရိတ်3ပရိတ်ခွန်ပရိတ်6မှာ6ဖြစ်မှာပေါ့နော်ဒီလိုင်းကပရိတ်6ဖြစ်ပြီးတော့ဒီပရိတ်နှစ်ခုပေါင်း6ဖြစ်ချင်းနေကြတော့ပရိတ်9ကြီးဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မလို့သူကယူမယ်ဆိုရင်တော့ဒီလိုညီမယူရမှာပေါ့နော်ပရိတ်1နဲ့ပရိတ်8ဒီ9အဲ့ဒီ9ဒီပရိတ်9အဲ့ဒါမှာပရိတ်9နဲ့ပရိတ်9နဲ့6ပြန်ရိုက်တာပေါ့နော်ပရိတ်5နဲ့ပရိတ်1ဒီ6အဲ့ဒီ6ဒီပရိတ်6အဲ့ဒါမှာပရိတ်6နဲ့ပရိတ်3ညဒီ6ပရိတ်3နဲ့ပရိတ်1ဒီ4အဲ့ဒီ4ဒီပရိတ်4ပရိတ်4နဲ့ပရိတ်2ဒီ6ပေါ့ဒီမှာပရိတ်3နဲ့ပရိတ်9ဒီ3ညပရိတ်3ညလို့မပြေတော့ဘူးဆိုတော့နော်နာပရိတ်9နဲ့ပရိတ်9နဲ့6ပရိတ်9 3နောက်ပိတ်ပရိတ်ခွန်ပရိတ်6ကျတော့ကျွန်တော်တို့ကဒီပရိတ်6ကြီးဖြစ်နေပရိတ်6နဲ့ပရိတ်9ကြီးဖြစ်နေတော့ပရိတ်ကိုတော့မယူတော့ဘူးเนาะတူညီတာကတော့ပေါင်းရင်းတွေကတူးနေတယ်ပေါ့နော်အနီးကအရန်လေးတွေထိုးမယ်ဆိုရင်ပေါင်းရင်းလေးတွေနဲ့ထိုးလိုက်ပေါ့နော်ရှေ့ပေါင်း5ရှေ့ပေါင်း4ရှေ့ပေါင်း4ရှေ့ပေါင်း3ခုရဲ့ပေါင်းလိုက်ဒီ3ရှေ့ပေါင်း3ညရှေ့ပေါင်း3ညရှေ့ပေါင်း2နော်3ည2ရှေ့ပေါင်း3ခုရဲ့ပေါင်းလိုက်ဒီ2နော်3နှစ်ရှေ့ပေါင်း3ရှေ့ပေါင်း3ရှေ့ပေါင်း5 3 3 5ဒီ1ရှေ့ပေါင်း3ခုရဲ့ပေါင်းလိုက်ဒီ1ဆိုတော့3နှစ်1ပေါ့နော်ရှေ့ပေါင်း6ရှေ့ပေါင်း4ရှေ့ပေါင်း10ဒီ3ညရှေ့ပေါင်း3ခုရဲ့ပေါင်းလိုက်ဒီ3ညဖြစ်ဖို့ရှေ့ပေါင်း10ပေါ့နော်ရှေ့ပေါင်း3ခုရဲ့ပေါင်းလိုက်ဒီ3ရှေ့ပေါင်း3ခုရဲ့ပေါင်းလိုက်ဒီ2ရှေ့ပေါင်း3ခုရဲ့ပေါင်းလိုက်ဒီ1 3နှစ်1ရှေ့ပေါင်း3ခုရဲ့ပေါင်းလိုက်ဒီ3ည3နှစ်1 3ညဆိုရင်ရှေ့ပေါင်း10ပါနော်ရှေ့ပေါင်း10ပါနောက်တစ်ခုကနောက်ပေါင်း3ညနောက်ပေါင်း4 3ည4နောက်ပေါင်း9 3ည4 9ဒီ3နောက်ပေါင်း6နောက်ပေါင်း6နောက်ပေါင်း1 6 6 1နောက်ပေါင်း3ခုရဲ့ပေါင်းလိုက်သည်3နောက်ပေါင်းခွန်နောက်ပေါင်း8ခွန်8နောက်ပေါင်း8ခွန်8 8နောက်ပေါင်း3ခုရဲ့ပေါင်းလိုက်သည်3နောက်ပေါင်း6နောက်ပေါင်း6နောက်ပေါင်း1နောက်ပေါင်း3ခုရဲ့ပေါင်းလိုက်သည်3ဆိုရင်သူကနောက်ပေါင်း1ပေါ့နော်နောက်ပေါင်း1တော့ဒီရှေ့ပေါင်း10ပေါ့နော်ရှေ့ပေါင်း10နောက်ပေါင်း1
ရှေးပေါင်း3ခုရဲ့ပေါင်းလိုက်သည်3နှစ်1 3ညလို့ဖြစ်ပေါ်သွားတယ်ရှေးပေါင်း30နောက်ပေါင်း3ခုရဲ့ပေါင်းလိုက်သည်3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 လို့ဖြစ်ပေါ်တော့ကနောက်ပေါင်း1နှစ်ခုပေါင်းရိုက်မယ်ဆိုရင်ဒဲ10ပဲပေါ့နော်ရှေးပေါင်း30နဲ့နောက်ပေါင်း1နှစ်ခုပေါင်းရိုက်မယ်ဆိုရင်ဒဲ10ခွဲပေါ့နော်ဒဲ10ခွဲမင်းသားတငယ်ချင်းနေရှေးပေါင်း30နဲ့နောက်ပေါင်း1ကြိုင်နေတဲ့တင်ကျွန်တော်ဗရိတ်4ဆို3ခွန်4ပေါ့နော်ဗရိတ်5ဆိုရင်465ပေါ့ခုနဗရိတ်ခွန်နဲ့ဗရိတ်9ကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဗရိတ်9ဆို8နှစ်9ပေါ့နော်3မိတ်ဗရိတ်ခွန်ဗရိတ်6 3ခွန်6ဒီ6ဆိုရင်တော့ဗရိတ်6ပေါ့နော်ဗရိတ်6ပေါ့ရှေးပေါင်း30နဲ့နောက်ပေါင်း1ပေါ့နော်ဒီ line လေးပေါ့နော်ရှေးပေါင်း3ခုရဲ့ပေါင်းလိုက်တည်းက3နှစ်1 3ညလို့ဖြစ်မယ်ဆိုရင်ရှေးပေါင်း30နောက်ပေါင်း3ခုရဲ့ပေါင်းလိုက်တည်းက3 3 3 3လို့ဖြစ်မယ်ဆိုရင်နောက်ပေါင်း1အဲ့ဒါဆိုရှေးပေါင်း30နဲ့နောက်ပေါင်း1နှစ်ခုသလုံးပြုံပြီးပေးမယ်ဆိုရင်ကျွန်တော်တို့ကဒီဒဲ10ခွဲနဲ့ပေါက်ပြီးဟုတ်မင်းသားတငယ်ချင်းဒီကြိုင်နေတဲ့ရင်ဒီဒဲ10ခွဲကိုထိုးလိုက်ပေါ့နော်ဒီထက်မှကိုကြိုက်တဲ့ဗရိတ်ဆိုရင်တစ်ခွက်သေးပေါ့ကိုကြိုက်တဲ့ထိတ်ဆိုရင်တစ်ခွက်သေးပေါ့ကိုကြိုက်တဲ့နောက်ပိတ်နဲ့ဆိုလဲတစ်ခွက်သေးပေါ့ကိုကြိုက်တဲ့အလဲတိုင်းနဲ့ဆိုလဲတစ်ခွက်သေးပေါ့မင်းသားတငယ်ချင်းဒီပပလင်းနဲ့လိုင်းမော်ကိုတင်ပေးလိုက်ပါလေကျွန်တော်ရဲ့မန်မာတငယ်ချင်းဒီကျွန်တော်ရဲ့မန်မာဖိုင်မှာအော်ဒီပရိတ်လိုင်းတင်ပေးထားပါတယ်ကျွန်တော်ရဲ့မန်မာဖိုင်မှာအော်ဒီပရိတ်လိုင်းတင်ပေးထားပါတယ်เนาะဝင်ကြည့်ကြပါเนาะမန်မာတငယ်ချင်းများ